မှာပါဆိုတော့ဒီညီမတို့ဒီ conflict resolution ပေါ့နော်ဒီသင်ခန်းစာထဲမှာအကြောင်းသားတွေဘယ်လိုမျိုး enroll လုပ်မလဲဆိုတော့ဒီဘေးက conflict resolution ဆိုတဲ့ဒီသင်ခန်းစာအောက်က participant ဆိုတဲ့ button လေးပေါ့နော်ဒီ button လေးကိုနှိပ်လိုက်မယ်ဆိုတော့ညီမဒီဘေးကပေါ့နော် gear icon လေးရဲ့အောက်က enroll user ဆိုတဲ့ button လေးကိုထပ်ပြီးနှိပ်လိုက်မယ်ဆိုတော့ညီမတို့ဒီမှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဒီသင်ခန်းစာကိုတက်မယ်ဆိုပြီးတော့ register လုပ်ထားတဲ့ကျောင်းသားတွေကိုပေါ့နော်ညီမတို့ဒီသင်ခန်းစာထဲမှာလာပြီးထည့်လို့ရတော့မယ်ပေါ့နော်ဆိုတော့ဒီမှာညီမကျောင်းသားနာမည်တယောက်ရေးလိုက်မယ်Okay ဆိုတော့သူကို student role ပေးမှာပေါ့နော်ဆိုတော့ဒီမှာ lecturer တယောက်ကနေပြီးတော့သူဒီ enroll လုပ်လို့ရတဲ့လူပေါ့နော် assign ချလို့ရတဲ့လူနှစ်မျိုးရှိရပေါ့နော်ကျောင်းသားနဲ့ non editing teacher ပေါ့ non editing teacher ကကြတော့ course တစ်ခုလုံးသူ create လုပ်လို့မရဘူးဒါပေမဲ့ဒီ grading တွေပေါ့နော် assignment တွေမှာရှိတဲ့ grading တွေသူအမှတ်တွေပါလာပေးလို့ရမယ်ပေါ့နော်ဆိုတော့ assistant teacher လို့သဘောမျိုးပေါ့နော်ဆိုတော့ဒီမှာဆို lecturer ကနေပြီးတော့ဒီလူနှစ်ယောက်ကိုဒီ assign ချလို့ရမယ်ဆိုတော့ညီမတို့ဒီမှာကျောင်းသားဖြစ်တဲ့အတွက်ကြောင့် student role နဲ့ပဲပေါ့နော် enroll user လုပ်ခန့်လိုက်မယ်Okay ဒါဆိုလို့ရှိရင်ညီမတို့ဒီမှာကျောင်းသားတစ်ယောက်ထပ်ပြီးတော့ဒါဝင်သွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင် lecturer ရှိမယ်ပြီးတော့ကျောင်းသားတစ်ယောက်ရှိမယ်ပေါ့နော်ဆိုတော့ညီမတို့ဒီမှာ assign လာလုပ်ထားတဲ့လူတွေပေါ့နော်ကိုဒီမှာဒီ participant ထည့်ထားသမျှလူတွေအကုန်လုံးဒီမှာလာပြီးတော့ပေါ်နေမယ်ပေါ့နော်ဆိုတော့ဒီမှာတော့တစ်ယောက်ပဲထည့်ပြသွားပါမယ်ဆိုတော့ဒါကကိုဖန်တီးထားတဲ့သင်ခန်းစာမှာဒီကျောင်းသားတွေကိုဘယ်လိုမျိုး enroll လုပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားပဲဖြစ်ပါတယ်